အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ကျွန်တော်ချင်းချောင်းနန်တို့အာဆန်မြို့ရောင်းရင်စီရင်စုမှာရှိတဲ့စော်ဝမ်စာဆိုတဲ့ဘုရားဘာသာဘုန်းတော်ကြီးကျောင်းဖြစ်ပါတယ်엉뚱한 사람에게 은혜를 입을 수도 ဒီနေရာလေးကတော့အရန်တိတ်ဆိတ်အေးချမ်းနဲ့ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းပဲဖြစ်ပါတယ်ကျွန်တော်ဘုရားကျောင်းကအတွင်းဘက်ကိုကြာတာဖြစ်တဲ့တော့ကိုလာရောက်ဖုံးမြတ်သူအများကြီးတော့ရှိတာကိုမတွေ့ခဲ့ပါဘူးကျွန်တော်ဒီလိုအတွင်းဘက်မှာလည်းဗုဒ္ဓရုပ်ပွားတော်တွေတော်တော်များများဆင်းရဲတော်တွေများကိုလည်းဖုံးမြတ်အောင်မှာပဲဖြစ်ပါတယ်ကျောက်စိမ်းရှင်းလို့တော်များကိုလည်းဖူးတွေ့ရမှာပဲဖြစ်ပါတယ်အလုံးတက်ပဲညှို့ဖို့ကောင်းတဲ့စော်ဝမ်စာဖုန်တော်ကြီးကျောင်းပဲဖြစ်ပါတယ်ဗုဒ္ဓရှင်းလို့တော့အဆူဆူကိုဖုံးမြော်နိုင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့အာဆန်မြို့ရောင်းရင်မျိုးစီရင်စုမှာရှိတဲ့စော်ဝမ်စာဖုန်တော်ကြီးကျောင်းပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ကျောင်းတော်အပြင်ဘက်မှာတွေ့ရတဲ့ကျောင်းတော်မူရုပ်ပွားတော်မြတ်ကြီးပဲဖြစ်ပါတယ်ဒီလိုမျိုးကျောင်းတော်ကိုတောင်ကုန်းအမြင့်မှာတည်ထားတာပဲဖြစ်ပါတယ်ကျောင်းတော်ကတော့အလွန်အမတန်တိတ်ဆိတ်ငြိမ်သက်တဲ့တောင်ကြီးမှာတည်ထားတာပဲဖြစ်ပါတယ်ကျောင်းတွင်အဝယ်ဝါမှာလည်းဒီလိုပန်းလမျိုးစုံကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်ဒါတော့ဒီဘက်တောင်ပေါ်ဘက်တက်တဲ့အထိတ်မှတ်အုတ်ဂူတွေရှိတဲ့နေရာပဲဖြစ်ပါတယ်တောင်ကြီးရဲ့နာမည်ကတော့ဂျေးဒုံဆန်လို့ခေါ်ပါတယ်ဟိုးမှမြင်ရတာတော့ကျွန်တော်အထိတ်မှတ်အုတ်ဂူတွေပဲဖြစ်ပါတယ်ဒီနေရာလေးကတော့ကျွန်တော်တို့တိတ်ဆိတ်ငြိမ်သက်ပြီးတော့တာယာဖို့ကောင်းတဲ့နေရာလေးတနေရာဖြစ်လို့အချိန်ရရင်တွားရောက်ကြည့်ရှုဖို့တကယ်ကြီးနေ